အားလုံးပဲမင်္ဂလာပါဗျဟိုတနေ့ကကျွန်တော်ဗီဒီယိုထဲမှာ resistor ဘာလို့ခံသုံးရလဲဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးခဲ့တယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ကြံခဲ့တာလေးကဒီ resistor ရဲ့ watt ပေါ့နော် watt ကဘယ်လိုတွက်ကလဲဘယ်လောက်ထည့်ရလဲဆိုတာလေးကိုကြံခဲ့တယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးမယ်ဆိုတော့ဒီ resistor လေးကကျွန်တော်ဘယ်လောက် watt လဲဆိုတော့ 1.4 watt 0.25 watt ပေါ့နော်ဆိုတော့ဒါကဒီဟာဘယ်လိုရလဲဆိုတာလေးကိုဒါလေးကိုကျွန်တော်ရှင်းပြပေးမယ်ဆိုတော့ဒီမှာကကျွန်တော်ပုံသင်တစ်ခုရှိတယ်ဒါ b equal to I square r နဲ့ b equal to vi ဒီနှစ်မျိုးနဲ့တွက်လို့ရတယ်ပေါ့နော်ဆိုတော့ဒါအတူတူပဲဆိုတော့ဒီမှာဆိုတော့ကျွန်တော်တို့က i မှာက current ကတော့ကျွန်တော်တို့ဒီမှာ100 milliamp ဆိုတော့ 0.1 square နဲ့resistor 10 ohm resistor ပေါ့နော်10 ohm resistor ထည့်လိုက်တော့ဒီမှာ 0.01 နဲ့10နဲ့ပြန်မြောက်ပေါ့ဆိုတော့ 0.1 watt ပဲရတယ်ပေါ့နော်ပြီးတော့ဒီမှာလည်းဒီဘက်ပုံသင်ကြီးဆိုရင် b equal to vi ပေါ့ vi ဆိုရင်ကျွန်တော်တို့ကဒီဟာက volley ပေါ့နော် volley ဆိုတော့ resistor ရဲ့ volley ကကျွန်တော်တို့က1 volt ပေါ့နော်ဒီမှာ1 volt ဆိုတော့သိရပြီသား1 volt ဆိုတော့1အမြ current ကကျွန်တော်တို့ဒီမှာ 0.1 ပေါ့နော်ဒါ 0.1 100 milliamp နဲ့မြောက်လိုက်တော့ 0.1 watt ပဲဒါလိုတယ်ပေါ့နော်ဆိုတော့လိုတယ်ဆိုတော့ကျွန်တော်တို့က1.4 watt 0.25 watt ပေါ့နော် watt ရှိရဲ့ resistor ကိုကျွန်တော်တို့ကထည့်သုံးရင်ဒါ AC ပဲစိတ်ချရတယ်ပေါ့နော်စိတ်ချရတဲ့ခါကျတော့ဒါသူ့ရဲ့ခံနိုင်တဲ့ watt ပေါ့နော်ဒါကိုထည့်ပြီးတော့ကျွန်တော်တို့ကဒီမှာထည့်သုံးတယ်ပေါ့နော်ဒါကဒီ watt ပေါ့ဆိုတော့ဥပမာတော့ watt များဒီမိချောင်းများလာရင်ဒီ resistor တစ်လုံးနဲ့မရတော့ဘူးเนาะနောက်ဆိုနောက်တစ်ပုံတင်ဒီတစ်ခုနဲ့တွဲဒါမှမဟုတ်လည်းနှလုံးထဲတာမျိုးပေါ့เนาะဆိုတော့ဒါမျိုးလောက်ရဆိုတော့ဒီမှာကျွန်တော်အကိုတယောက်မေးထားတဲ့ဟာလေးပေါ့เนาะဆိုတော့သူကဒီမှာ1 ohm 5 watt resistor ပေါ့เนาะအကြီးပေါ့เนาะ4.3ကြီးပေါ့เนาะဆိုတော့အဲ့လိုမျိုးလေးတွေဘာလို့ထည့်သုံးရလဲထည့်ခံရလဲဆိုတာလေးကျွန်တော်ရှင်းပြပေးမယ်ဆိုတော့ဒါလေးကကျွန်တော်အကြမ်းမြင်တွက်ကြည့်လိုက်တယ်ဆိုတော့သူ solar နဲ့သုံးတာဖြစ်နိုင်တဲ့ခါကျတော့14ဖို့ပေါ့နော် solar ရဲ့လာတဲ့ဒီ VS ပေါ့နော် VS ပေါ့power source ပေါ့နော်power source ကတော့14ဖို့နဲ့ထွက်လာတယ်ဆိုတော့သူ့ရဲ့မိပြ12ဖို့ဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်12ဖို့နဲ့ထည့်လိုက်တယ်ဆိုတော့ဒီမှာ2 volt ထွက်သွားတယ်ပေါ့နော်ဒါ resistor ရဲ့ volt က2 volt ကျွန်တော်မှန်းလိုက်တယ်ပေါ့2 volt ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့နဲ့ကျွန်တော်ကဒီ current တွက်ချင်တဲ့ခါကျတော့ I equal to V by I ဆိုတော့ I က I ကိုသိချင်တယ်ဆိုတော့2က4ရဲ့2 volt ပေါ့နော်2 volt ဒီ ohm က R က1 ohm ဆိုတော့ကျွန်တော်တို့ဒါ2 ampere ဖြစ်သွားတယ်ပေါ့ဆိုတော့2 ampere ဆိုတော့ကျွန်တော်မိပြရဲ့ဟာကိုကျွန်တော်မှန်းကြည့်လိုက်တာ12 volt 2 ampere မိပြဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးဒီလို formula လေးပုံသင်လေးနဲ့တွက်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလဲကျွန်တော်ဒီ resistor လေးတို့ခံသုံးလာတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်